video တစ်ပုဒ်မှာအတန် effect ဘယ်လိုထည့်ရလဲဆိုတာကိုဒီ video မှာပြပြပေးသွားမှာဖြစ်လို့အဆုံးထိလိုက်ကြည့်ပေးပါနော်။ဥပမာကတော့ InShot app ကိုသုံးပြီးတော့ပဲအတန် effect ကိုထည့်ပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံး InShot ထဲကိုဝင်လိုက်ပါ။ video ရဲကိုဝင်ပြီးတော့ကိုကြိုက်တဲ့ video တစ်ခုကိုယူလိုက်ပါ။ဒီမှာအတန် effect ထည့်ပြမယ်။စာရေးလိုက်မယ်ပေါ့နော်။စာရိုက်တဲ့အတန်ပေါ့နော်တိုက်ပင်ရိုက်တဲ့အတန်အောင်မတို့ effect ထည့်မယ်အဲ့ဒါဆိုရင်အောင်မတို့ဒီမှာဒီ alpha tools တွေကမှဒီညမှာ music ဆိုတဲ့ဟာတွေရှိရပေါ့နော်အဲ့ဒါလေးတော့အောင်မတို့ဝင်လိုက်ဝင်ပြီးရင်ဒီညမှာပဲဒီမှာ music ရဲ့ effect ရဲ့ record ရဲ့ရှိတယ်အောင်မတို့ကတော့ဒီညမှာ effect ဆိုတဲ့ထဲကိုသွားမယ်ဒါလေးပေါ့နော်လဲကောင်ဟာလေး effect ကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီမှာသူကလေအတန် effect တွေအများကြီးရှိတယ်နော်ဝိုးဆိုတဲ့ effect တွေလည်းရှိတယ်ရီးတဲ့အတန် effect တွေလည်းရှိတယ် effect တွေအများကြီးရှိတယ်အောင်မကဒီ popular တွေကိုဝင်ပြီးတော့စာရိုက်တဲ့အတန် effect လေးကိုထည့်ပြပေးမှာဖြစ်ပါတယ်ဒီမှာဆိုရင်ဟိုမှာ typing ရိုက်တဲ့ effect ကိုလိုက်ရှာမယ်เนาะဒီမှာဆိုရင် keyboard သူကနှစ်ခုရှိရပေါ့เนาะဒီ keyboard နှစ်ခုစလုံးကအမတို့စာရိုက်တဲ့အတန် effect လေးပေါ့เนาะဟိုမှာကအလဲကောင်းဟာလေးကိုရေးလိုက်မယ်เนาะရေးကြည့်ရင်အမဒီမှာ use ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ဒီမှာတစ်ချက်ကြည့်မယ်เนาะကိုကအတန် effect ထည့်တဲ့အခါမှာကိုထည့်ခြင်းနဲ့ဒီစက်လုံးနဲ့ပေါ့เนาะကွက်တိကြဖို့တော့လိုတယ်ပေါ့เนาะကွက်တိကြအောင်ထည့်တတ်ဖို့လိုတယ်ဒါမှအမတို့နားထောင်လို့ကောင်းမှာပေါ့เนาะဒီမှာဆိုရင်အမတို့အတန်ကတော့ effect ကတော့ typing ရိုက်တဲ့ effect ထည့်လိုက်တယ်ဒါပေမဲ့စလုံးကကြတော့စာရိုက်တယ်လို့မျိုးတစ်လုံးချင်းစီသွားတာမဟုတ်တဲ့အတွက်အမတို့ဒီစလုံးကို effect ထည့်ပေးရမယ်အဲ့ဒါဆိုရင်အမတို့ကခုန typing ရိုက်ခဲ့တဲ့စာတွေကိုပြန်ဝင်ချင်တာဖြစ်တဲ့အတွက်ဒီတီတဲကိုဝင်မယ်ဝင်ပြီးရင်ရိုက်ခဲ့တဲ့စာကို select မှတ်မယ်မှတ်ပြီးအမတို့ edit ထဲကိုပြန်ဝင်မယ်ဝင်ပြီးရင်ဒီမှာသူ့ရဲ့ပေါ့နော်effect တွေရှိရပေါ့နော်ဒါကတော့ဒီစလုံးတွေကို effect ပေါ့နော်အမဒီထဲမှာဝင်ပြီးတော့စာရိုက်တဲ့ပုံစံပြောင်းဒီမှာ effect တွေအများကြီးရှိတယ်အဲ့ဒီထဲကနေပြီးတော့ live ဖတ်တဲ့effect ကိုအမတို့ရွေးပြရမယ်အဲ့တော့အမကဒါလေးရွေးလိုက်မယ်နော်ရွေးပြီးတော့ဒီထိထားလိုက်မယ်ပြီးရင်အမှန်ကြီးချစ်လိုက်မယ်โอเคစပြန်ကြည့်မယ်ဒါမျိုးလေးပေါ့နော်ဒီလိုပုံစံလေးနဲ့အမတို့အတန်ကို effect ထည့်ရတာဖြစ်ပါတယ်ဒီ effect တွေကလည်းအများကြီးပဲရှိရနော်ဝိုးလုံးတဲ့ effect တွေရောရီတဲ့ဟာတွေရောမိုးချင်းတန်တွေရောအကုန်လုံးရှိတယ်အဲ့ထက်မှာ effect အတန်တွေအများကြီးရှိရသုံးကြည့်ပါနော်အားလုံးပဲအဆင်ပြေကြပါစေရှင်